ကဲဒီတစ်ခါတော့အချစ်အမုန်းနဲ့အောက်လန်းပညာကိုဇက်အိမ်တည်ထားတဲ့ထူးခြားတဲ့တဲထိတ်ရင်ဖို့ရုပ်ရှင်ဇာတ်ကားတစ်ခါအကြောင်းပြောပြပေးခြင်းပါတယ်ဒီဇာတ်ကားကရိုးရိုးအချစ်ဇာတ်ကားမဟုတ်ပါဘူးအချစ်ကြီးလွန်းရာကနေအမုန်းတရားတွေအောက်လန်းပညာတွေနဲ့အဆုံးစီရင်ဖို့စ조사ကြတဲ့စိတ်ဝင်စားစရာဇက်အိမ်မျိုးနဲ့တိဆောက်ထားတယ်လို့ထင်ပါတယ်ဇလန်ရဲ့အစပြုပုံကဖြိုးမောင်သူစားဆွေနဲ့တီတီမိုးတို့ရဲ့ပတ်သက်မှုတွေနဲ့စတင်လာတာတွေ့ရပါတယ်ဘားတွေမှာတခြင်းဆိုရင်ပရိသတ်ကိုညှို့တဲ့ပြင်းပြင်းနဲ့ဖန်ဆားနိုင်တဲ့တီတီမိုးတစ်ဖက်မှာလည်းဖြိုးမောင်ရဲ့ဘဝထဲမှာအရေးပါတဲ့သူစားဆွေဆိုတဲ့ကောင်မလေးကရှိနေပြန်ပါတယ်။မိန်းကလေးနှစ်ယောက်ကြားတဲ့ကဖြိုးမောင်တစ်ယောက်ဘလို့အကြောင်းအရာတွေနဲ့စတင်ညှိတွယ်ပြီးတန်ရောစင်တွေအရှုပ်ထွေးဖြစ်လာမလဲ။ဒီဇာတ်ကားရဲ့အဓိကစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကဘာကြောင့်ဇက်ကောင်တွေဟာဒီလောက်အထိအသက်နဲ့ယဉ်ပြီးယူသွတ်နေကြတာလဲဆိုတဲ့အချက်ပါပဲ။တီတီမိုးဟာကိုယ့်လက်ထဲကအချစ်ကိုမဆုံးရှုံးအောင်တင်းကျပ်စွာစုပ်ကင်ထားလို့စိမိမိစီကနေအချိန်မရွေးအပီးပိုင်ထွက်ခွာသွားမလားဆိုတဲ့ကြီးမားတဲ့တန်တရားနဲ့ကြောက်စိတ်တွေကသူမကိုပို့ပြီးတော့တောကရောက်စေတာပါပဲဒီလိုဘာကြောင့်မှမသိရတဲ့ခြောက်လန့်မှုတွေလှုပ်ဝက်ချက်တွေကပဲသူမကိုအမောင်လောကရဲ့အောက်လန်းပညာတွေစီလမ်းပြခေါ်ဆောင်သွားခဲ့တာဖြစ်နိုင်ပါတယ်တစ်ဖက်မှာလည်းသူစားဆွေကလည်းအရှုံးမပေးပဲဖြိုးမောင်ကိုပြန်ရဖို့အတွက်သွေးပစ်စရာဂလဲစားချီကျိန်စာတွေတိုက်ခိုက်နေတာကိုမြင်တွေ့ရမှာပါသူတို့၃ယောက်ကြားကပတ်သက်မှုကဘလို့မျိုးမို့လို့အခုလိုအသက်နဲ့ရင်းပြီးတယောက်ကိုတယောက်အောက်လန်းနီးတွေနဲ့ကျိန်စာတိုက်ချက်စီရတဲ့အထိနောက်ွယ်ကဘလို့အကြောင်းအရာတွေရှိနေလဲဆိုတာစိတ်ဝင်စားစရာပါဇက်လန်ထဲမှာဝါရင်မင်းသမီးကြီးခင်စိုးပိုင်ဟာအမေနံအဖြစ်ပါဝင်ထားပြီးတီတီမိုးကိုအစီရင်ပြုတ်လုပ်ပေးနေတဲ့အခန်းတွေကတကယ်ကိုရင်တလက်လက်ဖြစ်စီမှာပါသူတို့နှစ်ယောက်ရဲ့နောက်ွယ်ကပတ်သက်မှုကဘာလဲတရားလုံးကိုသွေးပြစ်စီမဲ့လိုအပ်ချက်တွေကဘာတွေဖြစ်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းလာပါတယ်မှောင်မိုက်တဲ့ညတွေထဲမှာပြုတ်လုပ်တဲ့မကောင်းဆိုးဝါးပူဇော်ပွဲတွေပိုတယ်ဝင်ပူလိုက်တော့သူ့ကိုဝင်ပူးလိုက်တော့လို့အမိန်ပေးနေတဲ့သွေးပစ်စရာအခန်းတွေနဲ့အတူဒီအချစ်ကိုငါလွတ်ယူမယ်အသက်နဲ့ရင်ရရင်တောင်မှဆိုတဲ့စကားအတိုင်းဒီအချစ်ပွဲမှာဘယ်သူအသက်ရှင်ကြံခဲ့မလဲဆိုတာတကယ်ကိုရင်တမမစောင့်ကြည့်ရမှာပါဒီဇက်ကားမှာတော့ရုပ်ရှင်ဇက်ကားတွေမှာအချိန်တစ်ခုအထိပြောင်းနေတဲ့တကယ်ကောင်းတဲ့ဝါရင်စပုတ်တရုပ်ဆောင်တွေပါဝင်အားဖြည့်ထားတာပါပဲဝါရင်တရုပ်ဆောင်တွေနဲ့အဓိကဇက်ဆောင်တွေရဲ့တရုပ်ဆောင်မှုတွေကတကယ်ကိုအသက်ဝင်ပြီးဇက်လန်းတစ်ခုလုံးကိုပို့ပြီးစိတ်ဝင်စားစရာကောင်းအောင်ပို့ပြီးပြင်းအောင်ခေါ်ဆောင်သွားနိုင်ပါတယ်ဒီလိုအချစ်နဲ့အောက်လန်းပညာကိုဇက်အိမ်တည်ထားတဲ့ရုပ်ရှင်ဇက်ကားကြီးကိုဇူလိုင်လ10ရက်နေ့မှာရုံတင်ပြသမယ်လို့သိရပါတယ်။ကဲဇက်ကောင်တွေအားလုံးသွေးပြစ်အောင်လှုပ်ခတ်နေတဲ့နောက်ွယ်ကလျှို့ဝှက်ချက်အစစ်မှန်ကဘာဖြစ်မလဲဆိုတာသိချင်ရင်တော့ဇက်ကားအပြည့်စုံကိုရုံထဲမှာပဲစောင့်မျှော်ကြည့်ရှုကြပါအောင်လို့ပြောရင်းရုပ်ရှင်ထွေလာမှကျေးဇူးတင်ရှိပါရဲ့ရှင်။